Debbie ก็ဆန္ဒမှာကြိုဆိုပါရရှင် My Debbie app ရဲ့ forget password လေးဝက်နံပါတ်ပြောင်းလဲခြင်းမှာလေးဝက်နံပါတ်အသစ်ကိုကိုယ်တိုင်ပြောင်းလို့ရပြီနော်လေးဝက်နံပါတ်အသစ်ပြောင်းခြင်းအတွက်လူချင်းမရဲ့မွေးနေ့မှတ်ပုံတင်နံပါတ်နဲ့လက်ကျန်ငွေပမာဏကိုတည်ပြုပေးဖို့တော့လိုအပ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင် agent များစီတို့ဆွဲပြောင်းဒီမှာရှင် My Debbie ဆောင်မဆွေပါရင်နော်ရှင်ဆောင်မနေပတ်သက်ပါကကိုနေပြရမယ်ရှင်ဟုတ်ကဲ့ကျွန်တော်ဒီနံပါတ်နဲ့လေ agent account ဖွင့်ထားပါတယ်ဟိုကကျွန်တော် customer တယောက်ကိုကျွန်တော်အခုပဲစောနာလေးတွေမှာ My Debbie ကျွန်တော်ထည့်ပေးတာလေသူကကျွန်တော်ဖုန်းနံပါတ်မှားပေးလို့ဗျအဲ့ဒါဖုန်းနံပါတ်မှားတဲ့အထဲကို My Debbie account ဖွင့်ထားတော့အဲ့ထဲကိုရောက်သွားတာအဲ့ဒါဟိုဘယ်လိုပြန်လုပ်လို့ရမလဲဒီနံပါတ်နဲ့ဖွင့်ထားတဲ့ My Debbie agent ကနေပြီးတော့ customer ကိုဝေချပေးလိုက်တာ customer ဘက်ကဖုန်းနံပါတ်မှာပြောမိပြီးတော့ account မှာပြီးထည့်လိုက်မိရလို့လားရှင်ဟုတ်တယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့နာမည်ချင်းနံပါတ်လေးတစ်ချက်လောက်ပြပြပေးပါရှင်ဟုတ်ကဲ့ခဏလေးနော်ကျွန်တော်ပြောပြမယ်သုံးဆောင်ချက်အမှတ်က2510ဟုတ်ကဲ့ရော11451145ဟုတ်ကဲ့ပြီးတော့အနောက်က9191ကောင်းနေပြီကိုတည်းဟုတ်လားရှင်ဟုတ်တယ်ဗျဟုတ်ကဲ့ဒီမှာကနေပြီးတော့ဒီငွေလေးမလေးမိရဆိုရင် cancel လုပ်ဆောင်ခြင်းနေဆိုရင်တော့တက်ဆိုင်ရာ community media ရဲ့အဲ့လို cancel လုပ်ခြင်းလားရှင်ဟုတ်ကဲ့ cancel လုပ်ခြင်းလည်းဗျဟုတ်ကဲ့ငွေပမာဏဘယ်လောက်ထည့်ပေးလိုက်တာလဲပမာဏ2000ခွဲဗျ2000ခွဲအတိထည့်ပေးလိုက်တာဟုတ်အချိန်မပြေပြတာနေပတ်သက်ပြီးတော့ကျွန်တော် concept နာဆက်ပေးထားမျိုးရှိသေးလားဘယ်ဘက်ကလည်းမသိဘူးဒီဘက်ကနေပြီးတော့ကျွန်တော်စီဆက်ပေးထားမျိုးရှိလားရှင်အခုမှဆက်သွယ်ရဗျဟုတ်ကဲ့အခုပဲစောနာလေးတော့အခုမှစပြီးဆက်သွယ်လိုက်ဟုတ်ကဲ့အခုလည်းဆက်သွယ်နေဖုန်းနံပါတ်လေးဖြစ်တဲ့တုံးညာကိုအဲ့နံပါတ်နဲ့ပြင်လာ agent ကောင်ကထည့်ပေးလိုက်တာဟုတ်လားရှင်ဟုတ်တယ်ဒီကောင်ထည့်ပေးလိုက်တာဗျစောနာလေးရပဲကျွန်တော်17:31စက္ကန့်30ထည့်ပေးလိုက်တာဗျဟုတ်ကဲ့အမှန်တကယ်ထည့်ပေးရမယ့်ဖုန်းနံပါတ်လေးပြပြပေးပါရှင်အမှန်တကယ်ထည့်ပေးရမယ့်ဖုန်းနံပါတ်ကခဏလေးနော်ကျွန်တော်ပြောပြမယ်ဟုတ်ကဲ့အမှန်တကယ်ထည့်ပေးရမယ့်ဖုန်းနံပါတ်က600 80နဲ့88နဲ့သူကမှားပြီးတော့ရေးပေးလိုက်တာအဲ့မှားသွားတာဟုတ်ကဲ့ပါမှားပြီးတော့ထည့်ပေးလိုက်တဲ့နံပါတ်လေးပြောပေးပါရှင်မှားပြီးထည့်ပေးလိုက်တဲ့ဖုန်းနံပါတ်က600 665ငွေပမာဏ2000ခွဲချဟုတ်လားရှင်ဟုတ်ကဲ့ဗျ2000ခွဲချဟုတ်အချိန်နဲ့နေ့ရက်လေးပြောပေးပါဘယ်နေ့ပဲစီထည့်ပေးလိုက်တာလဲရှင်ဒီနေ့ကဒီနေ့ပဲဒီနေ့17ရက်10လ2025ဟုတ်ကဲ့အချိန်က17:30 မိနစ်30စက္ကန့်ဒီဆက်ဆက်နေတဲ့ agent ဖုန်းနံပါတ်ကိုပဲညီမဘက်ကဖုန်းပြန်ဆက်ပြီးလို့ရလားရှင်ဟုတ်ကဲ့ရတယ်ဗျဟုတ်ကဲ့ညီမဘက်ကနေပြီးတော့လူချင်းမင်းဒီ cancel လေးလုပ်ချင်တာနဲ့ပတ်သက်ပြီးတော့အစီအပြောင်းတော့သက်ဆိုင်ရာ complaint လေးတင်ပေးထားမယ်ရှင်လူချင်းမင်းဘက်ကကြောင်းညီမဒီအချိန်လေးပဲတစ်ဆက်ဆောင်ပေးပါညီမဘက်က10လပိုင်း73ရက်နေ့နောက်ဆုံးလာပြီးပြန်လေးဆက်သွယ်ပေးပါလိမ့်မယ်ရှင်ဟုတ်ကဲ့လာခဲ့ဖုန်းလေးခိုင်းပေးပါနော်ဟုတ်ကဲ့ဒီကြားတဲ့ဟိုဘက်အကောင့်ကပတ်စံ3ပလိုက်ဘယ်လိုလုပ်မလဲညီမလက်ရှိတော့အစီအမြောင်ဆောင်ရွက်ပေးထားပါတက်ဆိုင်ရာကိုလည်း complaint လေးတင်ပေးထားမှာဖြစ်တဲ့အတွက်အချိန်လေးပဲဆောင်ပေးပါရှင်ဟုတ်ကဲ့အဲ့ဆို73ရက်နေ့ဆိုဒီနေ့17ရက်နေ့2ရက်လောက်စောင့်မှာပါနော်48အချိန်လေးကဒီ24နာရီနဲ့48နာရီထိတော့စာမြင်နိုင်တယ်ဒီကြားမှာဖြည့်ရှင်းပြီးသားပြီဆိုရင်လည်းဖုန်းလေးပြန်ပြီးဆက်သွယ်ပေးပါလိမ့်မယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့မသားကောဘာသာကိုညီပြရပါအောင်လေရပြီကျွန်တော်ဒီ client ဘက်ကဟိုခေါ်စံတော်ဖုန်းဆက်ဖို့လိုသေးလားအဲ့လိုမျိုးမလို့ညီမဘက်ကဆက်သွယ်လာခဲ့ရင်လက်ခံတဲ့သူဘက်ကဖုန်းလေးခိုင်းပြီးပါဆိုပြီးလူချင်းမင်းဘက်ကတင်ဆက်မှာပေးပါနော်ဟုတ်ကဲ့ပဲကျွန်တော်ပြောထားလိုက်ပါဟုတ်ကဲ့ပါမသားကောဘာသာကိုညီပြရပါအောင်လေဟုတ်ကဲ့ရပါပြီကျေးဇူးပါနော်ဟုတ်ကဲ့ပါဦးလမိုက်ဒေးဘင်းစာမဖုန်းကဆုံတဲ့ကျေးဇူးတင်ပါတယ်တားပြရွှေမင်းကြီးဖြစ်ပါစေ